Hello မင်္ဂလာပါခင်ဗျာမင်္ဂလာပါဒီနေ့မနက်ဖြန်ဆုံးချက်ဖို့ပတ်စုံခွာမှာဖြစ်ပါတယ်အဲ့တော့ဒါဘယ်လိုခွာမှာဦးစားလားကတ်ချင်တယ်မနက်ဖြန်မဆုံးချက်ဖို့ပတ်စုံအကဲ့ရလက်ဆက်ဆက်ဘလော့ရနေလေဘလော့အပစိုးအများကြီးလက်ဆက်အမလက်ဆက်မနော်ဒီကောင်ကကြီးလေအခုခေါ်မှာဖြစ်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်စားဖို့အတွက်စုံနေတာဖြစ်ပါတယ်ခင်ဗျာ Hello အခုလိုမကြော်ခင်ခယူစီရဲ့နောက်ပါရဲ့အသာမုံရဲ့ကျွန်တော်ကငရုတ်ကောင်းနေထည့်ပြီးတော့အသားအရင်နှက်လိုက်တယ်ဗျာနှက်ပြီးတော့ဒီကဲတဲ့တာထဲမှာ10မိနစ်လောက်ထည့်ပြီးတော့နှက်လာလိုက်တယ်ပြီးမှကျွန်တော်ကြော်တာရပါပြီခင်ဗျာကြောင်လေးကြော်ပြီးတော့အခုတော့မမိုးကြက်လေးနဲ့စားလို့အရန်ကောင်းပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗယမတာ blog ကိုကြည့်ရှုပေးရတာအတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ